ကိုယ့်ရဲ့ဖုန်းအားကအရန်နေရဲ့အခြေအနေမျိုးမှာဖုန်းကိုပါဝါပိတ်မသွားအောင်ဖုန်းအားကိုပို့ပြီးတော့ခံအောင်ဘယ်လိုသုံးရလဲဆိုတာကိုပြပြပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာအားလုံးတူတူလိုက်လုပ်ကြည့်လို့ရပါတယ်ကျွန်တော်တို့ control center ကိုဆွဲချလိုက်မယ်ပြီးရင်ကျွန်တော်ဘေးလေးကိုဆွဲလိုက်မယ်ဘေးနားမှာဆိုရင်ကျွန်တော် battery saver ဆိုတာရှိတယ်အဲ့ဒါလေးကိုဖွင့်လိုက်ပါမယ်ဒီကောင်ကဘလို့အလုပ်လုပ်လဲဆိုတော့ကျွန်တော်ပုံမှန်အားနေနေပြီဆိုရင်အဲ့ဒီအားကိုမြန်မြန်မကုန်အောင်ဒီကောင်ကနေပြီးတော့ထိန်းချုပ်ပေးထားတာဖြစ်ပါတယ်ခင်ဗျာတကယ်လို့ကိုကအရန်ကိုနည်းနေလို့ပါဝါပိတ်တော့မဲ့အခြေအနေရောက်ပြီဆိုရင်တော့ control center ကိုပြန်ပြီးတော့ဆွဲလိုက်မယ်ပြီးရင်ကျွန်တော်ဘေးဆုံးကိုဆွဲလိုက်ပါမယ်ဒီမှာဆိုရင် super battery saver ဆိုတာရှိပါတယ်ဒါကိုဖွင့်ပေးရမှာပဲဖြစ်ပါတယ်ခင်ဗျာဒါကိုဖွင့်လိုက်ပြီဆိုရင်ကျွန်တော်ကအခုလိုမျိုးပါနော် software အနည်းငယ်လေးနဲ့ပဲဖြစ်သွားမယ်ဖုန်းအခေါ်အပြောတွေကောင်းကောင်းမွန်မွန်လုပ်လို့ရမယ်တခြားကိုအရေးကြီးတဲ့ software လေးတွေဆိုရင်လေထည့်ပြီးတော့သုံးလို့ရပါသေးတယ်တကယ်လို့ကိုကထွက်ချင်တယ်ဆိုရင်တော့ဒီဘက်ထောက်နာလေးမှာရှိတဲ့ exit ခလုတ်လေးကိုနှိပ်ပြီးတော့ထွက်ပေးရမှာပဲဖြစ်ပါတယ်ကိုယ့်ရဲ့ဖုန်းကလုံးဝပါဝါပိတ်သွားမဲ့အခြေအနေရောက်ပြီဆိုရင်တော့ကျွန်တော်ခုပြသွားတဲ့ super battery saver ကိုအသုံးပြုကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ